လေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ဒီမျိုးဆောင်ဥပဒေကိုပြင်ဖို့စ조사တာဘာတူလဲဒါ तू ပလင်မော်တက်ချင်လို့မဟုတ်လား तू ပဲမတရားသဖြင့် तू ကပလင်မော်တက်ချင်တာလေလေးစားတယ်ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ဒါပေမဲ့ तू ရတဲ့ပညာတွေ तू ရတဲ့ तू တက်တဲ့ဘွဲတွေतू တက်တဲ့ဘွဲတွေतू ရတဲ့ဘွဲတွေ तू တက်တဲ့ပညာတွေနော်မြန်မာပြည်အတွက်မဟုတ်ဘူးခင်ဗျားထလိမ့်နေဗျာရှစ်မဲခင်ဗျားရက်ဆက်တယ်ဗျာရက်ဆက်တယ်ဗျာရှစ်မဲကျွန်တော်ကြောက်နေတယ်ကင်းစားဖြစ်နေပြီတွေးတုံဖြစ်နေပြီဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒါဟိုဘက်ရက်ကငနီပိတ်တွေကိုပဲနေနေကစ်လိုက်တဲ့မဝင်းဝင်းရဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ဗျာနော်ပြည်သူကိုခုတုံးလုပ်ပြီးတော့မှဗာလေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ဒီမျိုးဆောင်ဥပဒေကိုပြင်ဖို့စ조사တာဘာတူလဲဒါ तू ပလင်မော်တက်ချင်လို့မဟုတ်လား तू ပဲမတရားသဖြင့် तू ကပလင်မော်တက်ချင်တာလေကိုအဆင့်ကိုသိလေပညာတွေဘလောက်ပဲတက် तू က तू ဘွဲဂရီဒီဂရီတွေဘလောက်ပဲရမြန်မာနိုင်ငံအတွက်မဟုတ်ဘူးသဘောပေါက်လားမြန်မာနိုင်ငံအတွက်မဟုတ်ဘူးလေးစားတယ်ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ဒါပေမဲ့ तू ရတဲ့ပညာတွေ तू ရတဲ့ तू တက်တဲ့ဘွဲတွေतू တက်တဲ့ဘွဲတွေतू ရတဲ့ဘွဲတွေ तू တက်တဲ့ပညာတွေနော်မြန်မာပြည်အတွက်မဟုတ်ဘူးအဲ့တော့ကိုယ်အဆင့်ကိုယ်အခြေအနေကိုသိကိုဟာကိုမသိဘဲနဲ့ तू ကိုယ်တိုင်ကဒီမျိုးဆောင်ဥပဒေနဲ့ညှိနေတာကိုသိပါလေရဲ့နဲ့ပြည်သူပြည်သားတွေကသူ့ကိုထောက်ခံနေတာကိုသိနေလို့ခုတုံးလုပ်ပြီးတော့ဒါကိုမတရားပြင်ချင်နေတာမတရားပြင်ပြီးတော့မှ तू ကနော်ပလီမော်တက်ချင်နေတာဘသူကအာနာယူလဲဆိုတာတေချာစဉ်းစားကြည့်နော်တမရဆိုတာကာချုပ်လည်းဖြစ်နိုင်တယ်ဘာမှပူကြမလို့သူတို့ကဘယ်ဥပဒေနဲ့မှမညှိဘူးနော် तू ကဒီမျိုးဆောင်ဥပဒေကိုညှိထားတာ तू ကမျိုးဆောင်ဥပဒေကိုညှိနေတဲ့အတွက် तू ကတမရမဖြစ်နိုင်ဘူးကိုအစင်ကိုနေရာကိုမသိတဲ့အတွက်နော် तू ကပလင်လူနေတာဘသူကလာလူနေရလဲသဘောပေါက်နားလေလားပလင်လူတယ်လာမပြောနဲ့အာနာလူတယ်လာမပြောနဲ့နားထောင်ကြအမနီတွေနော်နားထောင်ကြငါပြောတော့ရှင်းရှင်းလေးပဲနော်ဘသူကပလင်လူတာလဲလို့ဘသူကအာနာလူတာလဲလို့နော်ဒီသူအုပ်ချုပ်လာတဲ့ဒေါအောင်ဆန်းစုကြည်အုပ်ချုပ်လာတဲ့9နှစ်ကာလလုံးသူဘာလုပ်လဲနော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲပြင်ဖို့သူစ조사နေတာလေသူ့ကိုချစ်တဲ့ပိတ်သက်တွေရှိတယ်သူ့ကိုချစ်တဲ့ပိတ်သက်တွေပြည်သူပြည်သားတွေရှိတယ်ဆိုပြီးတော့မှသူကပြည်သူပြည်သားတွေကိုခုတုံးလုပ်ပြီးတော့ဒီဖွဲ့စည်းပုံအခြေခံမျိုးဆောင်ဥပဒေကိုသူကပြင်ဖို့စ조사နေတာအဲ့ဒါစ조사နေကြတဲ့ကသူကပလင်လူနေတာသူ့နေရာသူ့အဆင့်သူ့ကိုသူသိရင်ဘာမှလုပ်ရှာမလို့ဘူးသူ့ကိုပြည်သူပြည်သားတွေကချစ်လို့ကျွန်တော်တို့တွေကချစ်လို့ဒီနေရာရောက်အောင်ထိတွင်းပို့ထားတာသဘောပေါက်လားတွင်းပို့ထားတာအဲ့တော့ဘသူကပလင်လူတာလဲရှင်းတယ်နော်ဘသူကပလင်လူတာလဲရှင်းတယ်နော်သူများနိုင်ကိုပြန်လာပြီးတော့မှကိုဘွားကိုအေးအေးချမ်းချမ်းအေးအေးဆေးဆေးနေရမယ်အရွယ်ရောက်ခါမှမြန်မာပြည်ကိုပြန်လာပြီးတော့မှသူများနိုင်ငံသားကိုယူထားပြီးသူများနိုင်ငံသားကလေးကိုမွေးတယ်သူများနိုင်ငံမှာနိုင်ငံသားခံယူထားတယ်နော်ဒီလိုလူကမြန်မာနိုင်ငံမှာလာပြီးတမနာလုပ်လို့မရဘူးသူကသူဘိုးချောင်းဆန်းသမီးမကလို့ဘာဖြစ်နော်ဒီလိုပဲမြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲဘယ်ဘသူရဲ့သားပဲဖြစ်မြောင်လည်းရဲ့သားပဲဖြစ်တန်းရွှေရဲ့သားပဲဖြစ်လုပ်လို့မရဘူးတမနာလုပ်ချင်တယ်လုပ်လို့မရဘူးနော်သဘောပေါက်လားပလင်လူတယ်လာမပြောနဲ့စောက်ချက်တွေတုံးတယ်သိလားငါအဲ့လိုမျိုးပဲရိုင်းတော့မှာနော်မိုက်ရိုင်းတော့မှာဘသူတွေကပလင်လူတာလဲဆိုတာသေချာစဉ်းစားအခုတိုင်းပြည်ပျက်စီးနေတာကအဓိကတရေခံကဒေါအောင်ဆန်းစုကြည်ပဲသူကိုယ်တိုင်ဒီအာဏာထိန်းမယ်ဆိုတာတိတိကြီးနဲ့မလုပ်တာနော်ပြည်သူပြည်သားတွေသူ့နောက်မှာအများကြီးရှိရဲဆိုပြီးတော့မှလေ तू ကမလုပ်ပေးတာအာဏာထိန်းသွားတော့ဘာဖြစ်မလဲသူ့ကိုထောက်ခံနေတဲ့လူတွေသူ့ရဲ့အောက်ကလက်အောက်ငယ်သားတွေကနေပြီးတော့မှဘာလုပ်မလဲတိုင်းပြည်ကိုဖျက်ဆီးနေတာအခုတိုင်းပြည်ကိုဖျက်ဆီးနေတာသူတို့ကိုယ်တိုင်နော်အများပြည်သူပိုင်းလမ်းနေမှာသူတို့စီပလေးနေပြစ်တယ်အုံတက်ဘာတွေညာတွေအကုန်လုံးတာဟိုတာဘာဘိတ်ဘာတပိတ်အကုန်စုံနေတာပဲသူတို့လုတ်တယ်သူတို့ဘက်ကအကျန်းဖက်တယ်ဒါကြောင့်တပ်မတော်ကပြစ်ရတယ်နော်သိလားအပြစ်မဲ့လည်းပြည်သူတွေမပြောနဲ့နော်အပြစ်မဲ့တဲ့ပြည်သူတွေလက်ထဲမှာဒုတ်ဓာတ်လက်နဲ့မရှိဘူးဒုတ်ဓာတ်လက်နဲ့ရှိတဲ့လူတွေကိုပဲပြစ်တာတပ်မတော်ကဒုတ်ဓာတ်လက်နဲ့ရှိတဲ့သူတွေကိုပဲပြစ်တာ
ဘာလဲလူသက်ကောင်ကလေးတွေကစစ်ကောင်စီကလူသက်ကောင်တွေကိုလေအားပေးထောက်ခံနေတဲ့မင်းတို့ခေါင်းမရှိဘူးလားတဲ့အဲ့ဒါဆိုတော့မင်းတို့လည်းသူများနိုင်ငံမှာနေပြီးကြီးပြီးတော့ဗာလဲသူများနိုင်ငံသားကိုယူပြီးတော့သူများနိုင်ငံကိုမြန်မာပြည်ကိုပြန်လာပြီးမြန်မာပြည်ကပလင်ကိုလူနေတဲ့ဟိုဘွားတို့ကိုဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတာမင်းတို့လည်းခေါင်းမရှိလို့ပဲနော်ခေါင်းမရှိလို့အဲ့ခေါင်းတွေထဲမှာငါ့ကိုပြောသလိုပဲမင်းခေါင်းထဲမှာလီးတွေပဲရှိတယ်လို့ပြောမင်းတို့ခေါင်းထဲမှာလီးတွေစပ်ပတ်တွေပဲရှိလို့ကဲသဘောပေါက်လားငါ့ကိုအဲ့လိုပြောလို့ငါ့ကိုလာပြောလို့ငါအဲ့လိုပြောတာနော်နေတို့တောင်မှရိုင်းနေတာပဲငါလည်းရိုင်းနေအဲ့တော့ငါ့ကိုရိုင်းနေလာမပြောနဲ့ဟုတ်တယ်ဗျာတကယ်ဒီမင်းအောင်လိုင်းချောင်းလို့ပဲမင်းအောင်လိုင်းချောင်းနဲ့တိုင်းပြည်ကပျက်စီးနေပြီတဲ့ပလင်လူတယ်တဲ့ပလင်လူတယ်တဲ့မင်းအောင်လိုင်းကနင်တို့အဘတွေကတဲ့ပလင်လူတယ်တဲ့ပလင်လူတာဘာတူလဲစဉ်းစားကြည့်လေနော်အကိုတို့စဉ်းစားကြည့်အကိုတို့မတို့စဉ်းစားကြည့်လိုက်လေပလင်လူတာဘာတူလဲနော်ပလင်လူတာဘာတူလဲလူစရာမလိုဘူးလူစရာအကြောင်းမရှိဘူးနော်စစ်တပ်ကအာဏာယူနေလို့ရှိရင်လေဒီမိုကရေစီဆိုတဲ့လမ်းကြောင်းပေါ်ကိုတင်ပေးခဲ့မှာမဟုတ်ဘူးသဘောပေါက်လားသူတို့ထင်တာတော့အောင်ဆန်းစုကြမှုဒီမိုကရေစီရခဲ့တယ်လို့ထင်နေတာလူငယ်လေးတွေကိုကြီးလိုက်လို့ရှိရင်ဘာမှသိတာမဟုတ်ဘူးဘာမှသိသေးတဲ့အရွယ်တွေလည်းမဟုတ်ဘူး15 19 18 19 20အစိတ်ဘာမှမသိဘူးလမ်းပေါ်မှာဖြတ်လို့ဖြတ်စီးလုပ်နေတဲ့လူတွေတာဝါတိုင်းဖြတ်လို့ဖြတ်စီးလုပ်နေတဲ့လူတွေနော်ပြည်သူပိုင်းပစ္စည်းတွေကိုဖြတ်လို့ဖြတ်စီးလုပ်နေတဲ့သူတွေကိုကြီးလိုက်ဘာမှမရှိဘူးဘာမှလည်းမတတ်ဘူးအိမ်မှာတုံးစားမရတဲ့ကောင်တွေအိမ်မှာတုံးစားလို့မရတဲ့ကောင်တွေကလမ်းပေါ်တက်ပြီးတော့မှတောင်းကျမ်းနေအခုမှသူ့ရဲကောင်းတွေတက်လှုပ်နေတာအဲ့လိုပဲပြောမယ်ဟောငါ့ကိုမကြည်နဲ့လဲဆဲကြပေါ့ညီတို့ကတော့ဆဲပြီးသားဆိုတာငါသိပြီးသားပါညီတို့ကတော့ဆဲပြီးသားဆိုတာငါသိပြီးသားပါအဲ့ဒါပဲအဲ့ဒါအသားတွေတုံလို့ခုနကကြိလိုက်တာဟိုကမှာတစ်တော့မှာကြိလိုက်တာသူတို့ရဲ့အမေရဲ့ပလင်ကိုလူတယ်လို့ပြောလို့နော်အဲ့တော့ကွယ်ပြပြသိအောင်ပြောတာငါလိုက်ကိုနားထောင်မယ်ဆိုရင်ပြောပါတယ်သိကြမှာပေါ့နော်ငါပြောတာခုနရှင်းရှင်းလင်းလင်းပဲပြောပြီးသားဘယ်သူကပလင်လူတာလဲဆိုတာနော်ကိုရဲ့အနေထားကိုရဲ့အစင်းကိုသိရင်ကိုနေရာကိုနေတတ်ရင်ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးအခုကသူကိုယ်တိုင်ကနေပြီးတော့မှမြန်မာပြည်ကိုမချစ်လို့ဒီအာဏာထိမ့်မယ်ဆိုတာသိရတာနဲ့သူကိုယ်တိုင်မဖြေရှင်းပေးဘဲနဲ့ပြည်သူပြည်သားတွေကိုထိုးကြွေးတာသဘောပေါက်လားအဲ့ဒီပြည်သူပြည်သားတွေကိုပဲလမ်းပေါ်ကိုထွက်ခိုင်းတာနော်သူမချစ်လို့စစ်ကောင်စီအာဏာထိမ့်ကြတဲ့ကဘာမှသူ့မှာဘာမှမလုပ်ဘူးဘယ်နေရာကိုဖျက်ဆီးလို့လဲသူဘယ်နေရာမှမဖျက်ဆီးဘူးနင်တို့ပဲဖျက်ဆီးနေကြတာအခုတိုင်းပြည်မှာဘယ်နေရာမှသွားလို့မရလာလို့မရဟမ်နင်တို့ပဲသူရဲကောင်းမထင်နဲ့နော်ငါတို့တက်မတော်ထောက်ခံနေတဲ့သူတွေကလည်းသူရဲကောင်းပဲဘာလို့လဲဆိုတော့အခုချိန်မှာတက်မတော်ထောက်ခံနေတဲ့သူတွေကအတက်အိုးအိမ်စစ်စိတ်မလုံခြုံဘူးနော်အတက်အိုးအိမ်စစ်စိတ်မလုံခြုံဘူးဘယ်အချိန် PDF တွေလာတက်သွားမလဲပဲစောက်နေရတာကြောက်နေရတယ်ဘောကအဲ့တော့သူရဲကောင်းတွေငါတို့အတက်အိုးအိမ်စစ်စိတ်ကိုမနှမျောပဲနဲ့ငါတို့ကတက်မတော်ထောက်ခံနေတာသဘောပေါက်လားအဲ့ဒါ PDF တွေအများဆုံးထောက်ခံတဲ့ဂျားတွေထဲမှာနေပြီးတော့နော်သူရဲကောင်းမဟုတ်နင်တို့ကသူရဲဘောကြောင်တဲ့လူတွေငါတို့ကသူရဲကောင်းတွေငါတို့ကမှသူရဲကောင်းအစ်စ်ဘောပေါက်လားခုနကတော့အကိုချိတ်ပေးလို့ပြောတာနဲ့အဲ့လှုပ်လိုက်တာဘယ်လိုရောက်သွားလဲမသိဘူးများပြောပေးလိုက်ဘယ်သူကပလင်လာလူတာလဲဆိုတာကိုလေသိအောင်ပြောပေးလိုက်နော်ဘယ်သူကပလင်လူနေတာလဲဆိုတာကိုသိအောင်ပြောပေးလိုက်များပြောကြအမျိုးတွေများပြောများရေးပြီးတင်ကြနော်ကာချုပ်ကပလင်လူတာလားဒေါအောင်ဆန်းစုကြည်ကပလင်လူတာလားအဲ့ဒါများရေးပြီးတင်ကြသူတို့သိအောင်လို့သူတို့မသိမှာဆိုလို့နော်မသိလို့ပဲပြောနေရထင်တာပဲနော်ဒေါအောင်ဆန်းစုကြည်ကဒီမျိုးဆောင်ဥပဒေနဲ့ तू ကညှိတယ် तू ကဒီမျိုးဆောင်ဥပဒေနဲ့ညှိလို့ तू ကသမရမဖြစ်နိုင်ဘူးဒါပေမဲ့ तू ကသမရတအားလှုပ်ချင်တယ်သမရတအားလှုပ်ချင်တဲ့အတွက်ဒီမျိုးဆောင်ဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေတွေကဒီ9-9ဥပဒေကိုဖျက်ဆီးချင်နေတာအဲ့တော့အဲ့ဒါကိုသိအောင်ရေးပြီးမှတင်ကြဒီလား
များတင်ကြအမျိုးတွေများတင်ကြနော်အဝင်းတယောက်တည်းမပြောနဲ့အတက်မလို့ထောက်ခံတဲ့သူတွေရောဘယ်ပါတီပဲမဖြစ်ထောက်ခံတဲ့သူတွေအကုန်လုံးရေးကြကိုယ့်ရဲ့ public မှာကိုကြိုက်တာရေးကိုယ့်ရဲ့ public မှာကိုထောက်ခံတဲ့သူအတွက်ကိုပြတ်တက်ရေးနော်ဘသူကပလင်လူလာလဲဘသူကပလင်လူခဲ့တယ်လဲဆိုတာကိုနော်အဲ့ဒါကိုရေးကြနော်ဒီလားအမျိုးတွေရေးကြနော်ကိုယ့်ရဲ့ public မှာကိုရေးကြကိုပြောအောင်မယ်သူတို့ကကြတော့သူတို့ရဲ့ public မှာသူတို့ကြိုက်တဲ့လူရဲ့အဖွဲ့အစည်းကိုကောင်းတာရောဘလို့ကောင်းတာဘလို့ချစ်တာအမေစုကိုဘလို့ထောက်ခံတာသူတို့ကဒီလိုတွေတင်နေနော်ကိုရီးယားကြတော့ကိုတက်မလို့ထောက်ခံတဲ့လူတွေကကြတော့ကိုယ့်ရဲ့ public မှာကိုယ့်ရဲ့ wall ထဲမှာကိုကြိုက်တာကိုတင်တာကြတော့တင်ခွင့်မရှိဘူးသူတို့ကလာဆဲတယ်နော်သူတို့ကြတော့သူတို့ရဲ့အခွင့်အရေးကိုသူတို့အပြည့်အဝယူပြီးတော့သူများရဲ့အခွင့်အရေးကိုလာချိုးဖောက်နေတာသူတို့အော်ရဲ့ဒီမိုကရေစီဆိုတာဘာဒီမိုကရေစီလဲတော့မသိဘူးဒီမိုကရေစီဆိုတဲ့အရာတောင်လည်းသူတို့မသိဘူးနော်မသိတဲ့အတွက်မို့လို့သူများရဲ့အခွင့်အရေးတွေကိုလိုက်ပြီးတော့မှပိတ်ပင်နေတာနော်ငါနဲ့မတူရင်ငါရန်သူဆိုပြီးပြောတဲ့လူတွေအဲ့ဒါဒေါအောင်ဆန်းစုကြည်နောက်လိုက်နောက်သားတွေနော်နောက်လိုက်တယ်သူတို့ကြတော့သူတို့ရဲ့ public မှာသူတို့ကြိုက်တဲ့အဖွဲ့အစည်းကိုဘလောက်ထောက်ခံကြောင်းဘလောက်ချစ်ကြောင်းဘလောက်အောင်မြင်ပါစေကြောင်းသူတို့ကတော့လေတင်နေဟေးကိုတွေမှာသွားလည်းမဆဲရဘူးသွားမှလည်းမပြောရဘူးနော်ဒါပေမဲ့ကိုတွေကမဆဲရတာမဟုတ်ဘူးနားလေလို့အော်ဒါသူ့ရဲ့အခွင့်အရေးပဲဒါသူ့လုတ်ပိုင်ခွင့်ထဲမှာသူလုတ်တာဒါကိုရဲ့နားလေတယ်အဲ့တော့ကိုလေးကိုရဲ့လုတ်ပိုင်ခွင့်ထဲမှာကိုရဲ့နော် public မှာကိုချပြတယ်ကိုကြိုက်တဲ့အဖွဲ့အစည်းအတွက်နော်အဲ့ဒါကိုကြတော့ကိုလာဆဲတယ်တဲ့ကွာဒါမင်းတို့ပြောတဲ့ဒီမိုကရေစီလားဒါမင်းတို့ပြောတဲ့ဒီမိုကရေစီလားမင်းတို့လိုချင်တဲ့ဒီမိုကရေစီလားဒါဒီမိုကရေစီမတောင်းနဲ့မင်းတို့တွေကသိလားအဲ့လိုပဲဓမြတိုက်စားလက်နဲ့ကင်ပြီးမှသိလားလက်နဲ့ကင်ပြီးဓမြတိုက်စားချိန်တန်တော့လဲဘုံတစ်ဖွဲ့တိုးလာတာပေါ့နော်ဘုံတစ်ဖွဲ့တိုးလာတာပေါ့ဒါပေမဲ့ရေစီမခိုင်ပါဘူးရေစီမခံဘူးဘာလို့လဲဆိုတော့စီးနဲ့ကန်းနဲ့ဖွဲ့ထားတဲ့ဖွဲ့စည်းမဟုတ်လို့ဒီလားအဲ့တော့အဲ့လိုပြောလို့လဲစိတ်မဆိုးကြနဲ့ဦးမင်းတို့ငါတို့ကိုလာပြောလို့ငါတို့ကပြောရတာနော်မင်းတို့ငါတို့ကိုလာပြောလို့ငါတို့ကပြောရတာလူတိုင်းမှာလူအခွင့်အရေးတွေကိုစီရှိတယ်ကိုကြိုက်တဲ့ပါတီကိုကြိုက်တဲ့အဖွဲ့အစည်းကိုလွတ်လပ်စွာထောက်ခံခွင့်ရှိရဲ့မင်းတို့လည်းမင်းတို့ကြိုက်တဲ့ပါတီမင်းတို့အဖွဲ့အစည်းကိုမင်းတို့ထောက်ခံသူတစ်ပါးကိုမပုတ်ခန့်နဲ့သူတစ်ပါးကိုမစော်ကားနဲ့သူတစ်ပါးကိုတက်မဲ့ဖြတ်မဲ့မချင်းချောင်းနဲ့နော်ငါတို့လည်းဘသူ့ကိုမှမချင်းချောက်ဘူးခုကငါတို့မှချင်းချောက်ခံရငါတို့က2019လောက်ကလေးကချင်းချောက်ခံလာခဲ့ရတာငါတို့တွေကိုတတ်ဖို့ငါတို့ကိုဖြတ်ဖို့ဆိုပြီးမှချင်းချောက်ကြတာချင်းချောက်တာအဲ့ဒီချိန်ကလေးကတက်တိရှိလို့ငါတို့ကတက်မလို့ထောက်ခံလာတာနော်အခုကတော့ထူးပြီးမှလည်းကြောက်တော့ဘူးအေးအဲ့လိုပဲထူးပြီးမှမကြောက်တော့ဘူးမင်းတို့တေချာစဉ်းစားနော်ငါပြောတဲ့စကားများမှားလားမှန်လားဆိုတာနော်မင်းတို့ကြတော့ကိုယ့်ရဲ့အခွင့်အရေးကိုကိုအပြေးဝယူတယ်ငါတို့ကြတော့ငါတို့အခွင့်အရေးကိုကြတော့ငါတို့ကြိုက်တဲ့လူရဲ့အဖွဲ့အစည်းကိုထောက်ခံတဲ့အခွင့်အရေးကြတော့မင်းတို့ကလိုက်ဖြတ်စည်းရလိုက်ပိတ်ပေးနေနော်အဲ့တော့ငါနဲ့မတူငါရန်တူဆိုတဲ့ကောင်လေးမင်းတို့သက်လုံးမနိုင်ဘူးကြရှုံးမှာနော်ကြရှုံးမှာနိုင်တော့လေတိတာပေါ့နော်ငါပြောတာနိုင်လေတိတာမင်းတို့လည်းပြောတာပဲမင်းတို့ကပြောတာမှမမှန်ရိုင်းအောက်လုံးတွေသုံးပြီးပြောတာငါအောက်လုံးသုံးပြီးပြောတာမဟုတ်ဘူးနော်မင်းတို့လိုဟေးမိုက်ရိုင်းပြောမယ်ကြော့နော်နားထောင်နေတဲ့သူတွေကြော့စက်ပတ်တွေလီးတွေပဲရှိတာလို့ငါမပြောဘူးမင်းတို့ကငါ့ကိုစက်ပတ်တွေလီးတွေပဲရှိတာလို့ပြောတာငါမင်းတို့အဲ့လိုမပြောဘူးငါစကားငါအမှန်တရားတိုင်းပြောပြတာလူတိုင်းမှာလူအခွင့်အရေးဆိုတာရှိတယ်လူတိုင်းမှာကိုစီအခွင့်အရေးဆိုတာရှိတယ်အဲ့ဒီအခွင့်အရေးကိုကိုစီအသုံးချတဲ့ခါမှာသူတစ်ပါးကိုမပုတ်ခန့်နဲ့သူတစ်ပါးကိုမစော်ကားနဲ့သူတစ်ပါးရဲ့ပုံတွေကိုယူစီမဟုတ်တန်ကလောက်မစော်ကားနဲ့နော်မစော်ကားနဲ့အဲ့ဒါမင်းတို့ရဲ့အောက်တန်းကြတဲ့လုံရက်တွေသိလားမင်းတို့နားလေလားမင်းတို့လည်းမင်းတို့ကြိုက်တဲ့ပါတီကိုမင်းတို့ထောက်ခံလို့ရတယ်အပြည့်အဝယုံကြည်ထောက်ခံလိုက်ရတယ်ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးဒါပေမဲ့ငါတို့ပြောတဲ့စကားလုံးတွေကိုကြားပြီးတော့ငါတို့ကိုတတ်မယ်ဖြတ်မယ်ဆိုမချင်းချောင်းနဲ့ငါတို့မှလည်းငါတို့ရဲ့အခွင့်အရေးရှိတယ်ငါတို့ကိုစီငါတို့လွတ်လပ်စွာငါတို့ထောက်ခံခွင့်ရှိတယ်နော်အဲ့ဒါလွတ်လပ်တဲ့တရားမျှတတဲ့ဒီမိုကရေစီလို့ခေါ်တယ်
နော်သူတို့ဘာရဲ့ကိုကတော့အခွင့်အရေးတွေအပြည့်အဝယူပြီးသူတို့ဘာရဲ့အခွင့်အရေးကိုကြတော့လိုက်လံပိတ်ပင်ဖြတ်လို့ဖြတ်စည်းလုပ်တာအဲ့ဒါကဒီမိုကရေစီလို့မခေါ်ဘူးဘောပါအဲ့ဒါတွေကကွန်မြူနစ်စိတ်တက်တွေနော်ဒီမိုကရေစီလို့မခေါ်နဲ့ဒီမိုကရေစီလို့မအော်ကြနဲ့နောက်ဆုံးတော့လည်းဘဝပြက်ပြီးတော့မှလက်နက်ကင်ဓမြတိုက်စားရမယ်ဘဝရောက်မှာပဲမယုံကြည်ထားလို့အေးနင်သာတတိထားနေတဲ့အေးကြောက်တာငါလည်းကြောက်တယ်ဒီလားကြောက်တတ်ရင်တက်မပြောတော့ဘူးအဲ့လိုမျိုးငါ့ကိုချင်းချောက်နေတာငါအခုမှချင်းချောက်ခံနေရတဲ့လူလည်းမဟုတ်ဘူးအဲ့အတွက်အဲ့တော့ငါတခုပြောမယ်နော်နင်တို့ကသူရဲကောင်းလို့ပြောလို့ငါကတော့နင်တို့ကိုသူရဲပေါင်းကြောင်တယ်လို့ပဲငါထင်တယ်ဘာလို့ဆိုတော့နင်တို့ကအုပ်စုခွဲအနိုင်ကျင့်တာလေငါတို့တက်မတော်ထောက်ကန်တဲ့သူတွေကအောက်စုလည်းမဖွဲ့ထားဘူးသူများကိုလည်းအနိုင်မကျင့်ဘူးကိုယ့်ရဲ့လွတ်လပ်တဲ့ကိုယ့်ရဲ့ဘောင်လေးတွေကနေပြီးတက်မတော်ကိုထောက်ခံတာနော်အဲ့အတွက်မို့လို့ငါတို့ကသူရဲကောင်းနေလို့ခေါ်တယ်ဘောပါလားငါတို့ကသူရဲကောင်းနေလို့ခေါ်တယ်နင်တို့ကသူရဲပေါက်ကြောင်တဲ့ကောင်နေလို့ခေါ်တယ်အုပ်စုလိုက်ဖွဲ့ပြီးတော့မှအနိုင်ကျင့်တာနော်လိုက်လည်းနည်းနည်းရှည်သွားပြီထင်တယ်ပြောလို့လည်းတော်တော်အားရသွားပြီအဲ့တော့အမျိုးတွေများများရေးတင်လိုက်ပါဘသူကပလင်လူတာလဲလို့ဘသူကလာပြီးပလင်လူတာလဲဆိုတာကိုနော်အဲ့တော့ဘသူကတိုင်းပြည်ကိုဖျက်ဆီးရလဲဆိုတာကိုအများသိအောင်ကိုယ့်ရဲ့ public မှာကိုချပြကြပါလို့နော်ရေးပြကြပါလို့နော်အဲ့လိုပဲပြောချင်တယ်နော်သူတို့ကဥပဒေလည်းနားမလည်ဘူးနော်ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဘာကြောင့်ဒီပြဿနာဖြစ်လာတာလဲဆိုတာကိုလည်းသူတို့ကမကြည့်ဘူးအဲ့တော့သူတို့ကလူတစ်ယောက်ကိုချစ်တာနဲ့နေကုန်မှဒေါအောင်ဆန်းစုကြည်ကိုချစ်တာနဲ့နေကုန်မှသူတို့ကဟိုဘယ်လိုပြောမလဲအရာအလုံးကိုသူကအပြစ်မြင်နားလည်းမလဲကြပါဘူးအဲ့လိုမျိုးရေးတင်ကြဗျစိမ့်စိမ့်နဲ့မင်္ဂလာပါနော်အဲ့လိုမျိုးရေးတင်ကြကိုယ့်ရဲ့ public မှာကိုတိုက်တဲ့အဖွဲ့အစည်းကိုလည်းဟိုဗတ်လိုက်ပြီးမရေးနဲ့ကိုလည်းအဲ့လိုပဲအဝင်လည်းအဲ့လိုပဲကိုတက်မတော်ထောက်ခံတာမှန်တယ်ဒါပေမဲ့တက်မတော်ကိုဗတ်လိုက်ပြီးမှဘယ်တော့မှမရေးဘူးနော်သူလောက်တာအကုန်လုံးမှန်တယ်လို့မပြောဘူးနော်အခုတက်မတော်ကမမှန်ဘူးမားနေတဲ့ပျော်စီလုံနေတာပျော်စီလုံနေတာအဲ့လိုပျော်စီလုံနေဒီလက်နက်ကင်တစ်ခုကကြီးကြီးဖြစ်လာလိုက်မယ်ဒီလိုပျော်စီလုံနေလို့အဲ့ဒါကြောင့်မို့ပြောချင်တာတက်မတော်ကိုအားမရဘူးနော်တက်မတော်လုံနေတာပျော်စီနဲ့တချို့တော့တက်မတော်သားတွေစီရီယန်လောက်သွားတဲ့တက်မတော်သားတွေလည်းနားထောင်ကြနော်နေတို့ကအစိုးရဝန်ထမ်းလားပြည်သူဝန်ထမ်းလားနော်နိုင်ငံတော်အတွက်အလုပ်လုပ်နေမှာမဟုတ်ဘူးလားဘူးမသိကိုမသိနဲ့စီရီယန်ဝင်သွားကြတာတွေဟမ်ဘဝပြက်ပြီးတောထဲမှာတေကြမဲ့ဟာတွေနော်လကားအဲ့တော့တက်မတော်လည်းဗတ်လိုက်မရေးနဲ့ဘယ်သူဘတ်မှဗတ်မလိုက်နဲ့ကွာရှင်းပြောရရင်ကိုယ်နိုင်ငံတစ်ခုတည်းကိုပဲကြည့်ကိုယ့်ပြည်နိုင်ငံရဲ့မျက်နှာကိုပဲကြည့်အဲ့တော့အဝင်းပြောချင်တာကဒီကိုယ့်ရဲ့ public မှာကိုဘသူကပလင်လာလူတယ်လဲဘသူကနိုင်ငံကိုဖျက်ဆီးရလဲဆိုတာကိုရေးပြီးတင်များရေးပြီးတင်များပြောကြဒါမှညီဘိတ်တွေကြားမှာဒါမှညီဘိတ်တွေသိမှာအဲ့တော့ပြောချင်တာကတက်မတော်လဲဗတ်မလိုက်ရေးဘူးဘယ်သူ့မှလည်းဗတ်လိုက်ရဲစရာအကြောင်းမရှိဘူးကိုထမင်းကိုစားတာနော်ကိုရီးယားနိုင်ငံကိုချစ်တဲ့စိတ်နဲ့ပဲကိုကပြောတာနိုင်ငံကိုချစ်တဲ့စိတ်နဲ့ပဲပြောတာဘယ်လူတူတယောက်ကိုမှလည်းပုဂ္ဂိုလ်ဆွဲထားမရှိဘူးအဲ့အတွက်ကာကျူကြီးမင်းအောင်လည်းတက်လာတယ်ကာကျူကြီးမင်းအောင်လည်းတက်လာလို့လေသူလောက်တာမှန်တယ်လို့အကုန်မပြောဘူးနော်မှားရင်မှားတိုင်းပြောမယ်မှားရင်မှားတိုင်းထောက်ပြမယ်အခုလည်းပြောစီနဲ့လုပ်နေတာဗာလဲကျွန်တော်တို့နိုင်ငံသားတွေကိုယ်နိုင်ငံထဲရောက်လာလို့ရှိရင်တော့ဘလို့ပဲလုပ်ဘလို့ပဲနေဘလို့ပဲဆိုကျွန်တော်ကခိုးလွတ်နိုင်နေဆိုသူကခိုးလွတ်နိုင်ပြီမဲ့အောက်ကလူတွေကတက်မလို့ထောက်ခံနေတဲ့လူတွေကတေနေပြီတက်မလို့ထောက်ခံနေတဲ့လူတွေကတယောက်ပြီးတယောက်ပြုတ်နေတာအဲ့တော့ပြောစီလုပ်နေလို့ရှိရင်ဘာဖြစ်မလဲကိုယ်ထောက်ခံနေတဲ့သူတွေပဲတေမှာတက်မတော်သားတွေကဒီကောင်တွေအတွက်ပေးဆက်လိုက်ရတဲ့တက်မတော်သားတွေရဲ့ဘဝတွေမတန်ဘူးအဲ့တော့ဒီကောင်တွေကိုမြေလံမြေဆုံးရေဆုံးတိုက်ဘာဖြစ်လဲတော့အဖွဲ့မကြီးခင်ပြောတာသူတို့အဖွဲ့ကြီးလာရင်မလွယ်ဘူးနော်သူဘုံတစ်ဖွဲ့တိုးလာရင်လည်းတိုးလာတဲ့တစ်ဖွဲ့အတွက်တက်မတော်ကတိုက်ရတာတိုက်ဟုတ်ကဲ့ကျွန်တော် video file လေးကဒီလောက်ပဲပေါ့နော် video file လေးကိုအဆုံးထိလိုက်ပါကြည့်စုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ